Shalom lo Rose of Sharon Tree Ministry ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ယနေ့ဖျားသခင်ကျမကို sharing လုပ်ခိုင်းတဲ့ခေါင်းစဉ်ကတော့ How to receive the spiritual gifts hidden in the heavenly realm ပဲဖြစ်ပါတယ်။သို့တော်လည်းဒီ topic ကအရန်ကိုကျေပြန့်တဲ့အတွက်ကြောင့်ပထမဦးဆုံးကျမကWhat are the spiritual gifts နော်ဘယ်အရာတွေကဝိညာဉ်စုကျေးဇူးတွေဖြစ်ပါတယ်လဲဆိုတာဒီဗီဒီယိုမှာပထမပိုင်းအနေနဲ့တင်ဆက် sharing လုပ်သွားမှာဖြစ်ပါတယ်လို့ပထမဦးဆုံးကျမတို့ spiritual gifts နဲ့ပတ်သက်လို့နားလည်ထားမယ်အရာကတော့ယုံကြည်သူတွေကိုခရစ်တော်အားဖြင့် spiritual gifts တွေကိုပေးအပ်ထားခြင်းဟာဘုရားသခင်ရဲ့ eternal plan ပဲဖြစ်ပါတယ်ဒီကဘာမတည်မရှိမီကလေးကကျမတို့ကိုရွေးကောက်ထားသောဖျားသခင်ဟာကျမတို့သည်တန်ရှင်းခြင်းနဲ့ပြည့်စုံဖို့အပြစ်တင်ခြင်းအခွင့်နဲ့ကင်းလွတ်တဲ့အသက်တာရရှိဖို့ဒီစုကျေးဇူးများကိုဖျားသခင်ကချစ်ချင်းမေတ္တာပေါ်အခြေခံပြီးတော့ကျမတို့ကအသုံးပြုဖို့ရန်ရည်ရွယ်လျက်ဤကဘာမတည်မရှိမီကျမတို့ကိုကြိုတင်ကြံစည်ရွေးကောက်ထားတဲ့ eternal plan ပဲဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ကဒီဖျားသခင်ရဲ့အကြံစီတော်ဖြစ်တဲ့အတွက်ကြောင့်ယုံကြည်သူရောက်စီတိုင်းကဒီပေးအပ်ထားတဲ့ဝိညာဉ်စုကျေးဇူးတွေကိုတန်ဖိုးထားအလေးထားရမှာဖြစ်ပါတယ်။ထို့အပြင်diminish ဆိုတာရော့ပါအောင်သေးသိမ်သွားအောင်လုပ်ဖို့ကျမတို့မသင့်ပါဘူးလို့ကျမပထမဦးဆုံးအနေနဲ့ပြောဆိုလိုပါတယ်။ Ephesians အခန်းကြီး3အခန်းငယ်3-5မှာကြည့်မယ်ဆိုလို့ရှိရင်ငါတို့ဒီဖျားသခင်ရှေ့တော်၌မေတ္တာအားဖြင့်တန်ရှင်းလျက်အပြစ်ကင်းလွတ်လျက်ဖြစ်မိကြောင်းဤကဘာမတည်မရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့အားပေးသနာတော်မူသောငါတို့သခင်ယေရှုခရစ်၏ဖျားသခင်ခမည်းတော်ဖျားသခင်သည်မင်္ဂလာရှိတော်မူပါစေတည်းတဲ့ဒီကျမ်းပိုက်ကြည့်လို့ရှိရင်ကျမတို့ကိုရွေးကောက်ထားခြင်းကဖျားသခင်ကကျမတို့ဒီလောကကြီးမှာမရှိခင်ကတည်းကကြိုတင်ရွေးကောက်ထားတယ်ဆိုတာကျမတို့သိရှိရမှာဖြစ်ပါတယ်။တန်ရှင်းခြင်းအတ္တတာနဲ့လိုက်လျှောက်ဖို့ဖျားသခင်ရဲ့အံ့ဩပွေရာအမှုတော်အကြံစီမြတ်ကိုပြည့်စုံဖို့ရန်အတွက်ဒီအံ့ဩပွေသောနမိတ်လက္ခဏာများအဖြစ်စုကျေးဇူးများအဖြစ်လှုပ်ဆောင်နိုင်ဖို့ရန်အတွက်ဒီစုကျေးဇူးများကိုပေးအပ်ထားခြင်းဖြစ်တယ်ဆိုတာကိုကျမတို့သိရှိမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဒီမှာကောင်းကင်ဘုံနဲ့ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာအင်္ဂလိပ်လိုဆိုလို့ရှိရင် every spiritual blessing in the heavenly places ဒီနေရာမှာကြည့်လို့ရှိရင် heavenly places မှာနေပယ်ကောင်းကင်နေပယ်များထဲမှာspiritual blessing တွေကသုံးမိထားလျက်ရှိတယ်ဆိုတာဒီကျမ်းပိုက်အားဖြင့်လည်းကျမတို့သိရှိနိုင်ပါတယ်ဒါကြောင့်မလို့ကျမတို့ကဘုရားသခင်ပေးထားတဲ့ဒီစုကျေးဇူးတွေကိုကောင်းကင်ဘုံမှာတက်ပြီးတော့ကျမတို့ယူရမှာဖြစ်ပါတယ်အပေါ်ကိုဘယ်လိုတက်ပြီးယူရမယ်ဆိုတာပြီးခဲ့တဲ့ဗီဒီယိုထဲမှာကျမဖော်ပြပေးပြီးဖြစ်ပါတယ် how to ascend in the spiritual realm ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီစုကျေးဇူးများကိုဘယ်လိုရယူနိုင်လဲဆိုတာတွေကိုဖော်ပြထားပါတယ်နောက်တစ်ချက်ကကျမပြောချင်တာကဒီစုကျေးဇူးတွေကိုပေးရခြင်းအကြောင်းရင်းကကျမတို့ကကျမတို့ရဲ့ကိုယ်ခန္ဓာမှာဆိုလို့ရှိရင်ဥကောင်းကခရစ်တော်ဖြစ်တယ်ကျမတို့ကခြေလက်အင်္ဂါအစိတ်ပိုင်းအားလုံးဖြစ်ပါတယ်ခြေလက်တွေရဲ့လုပ်ငန်းဆောင်တာတွေကတစ်ခုနဲ့တစ်ခုမတူညီသလိုကျမတို့ရောက်စီတိုင်းရဲ့လှုပ်ဆောင်မှုဘုရားသခင်ပေးအပ်ထားတဲ့တာဝန်တွေကလည်းတယောက်နဲ့တယောက်မတူပါဘူးအားလုံးညီညွတ်တလုံးတဝတည်းနဲ့ဘုရားသခင်ရဲ့မေတ္တာတော်ကိုမေတ္တာတော်ပေါ်မှာအခြေခံလျက်တည်ဆောက်ပြီးတော့အတူတကွပူးပေါင်းလုပ်ကင်ဆောင်ရွက်မယ်ဆိုလို့ရှိရင်ခရစ်တော်ရဲ့ကိုယ်ခန္ဓာကအလွန်ပင်ကြီးထွားလာမယ်ဖြစ်ကြောင်းကို
အေဖက်အခန်းကြီး၄အခန်းငယ်15-16မှာဖော်ပြထားပါတယ်မေတ္တာစိတ်နဲ့တမန်တရားကိုဟောပြောသဖြင့်ဥကောင်းဒီဟုသောခရစ်တော်မှာအရာရာတို့၌ကြီးပွားမိအကြောင်းသည်ထိုဥကောင်းမှအစစ်ပိုင်းများတို့သည်အားဖြည့်သဖြင့်တကိုယ်လုံးသည်စိတ်ဆက်ထုံးဖွဲ့လျက်အတီးတီးအင်္ဂါများကိုငန်းကိုတာအတိုင်းပြုပြင်သည်နှင့်အညီမိမိကိုယ်ကိုမေတ္တာ၌တိဆောက်ခြင်းကကြီးပွားစေတတ်၏တဲ့နော်ဒါကြောင့်မလို့ကျမတို့ကိုပေးရတဲ့ငန်းတာတွေကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ဖို့ရန်အတွက်ဘုရားသခင်ရဲ့ကဘာမတီရှိမိခဲ့တဲ့ပေးအပ်ထားဖို့ပေးအပ်ဖို့ကြံစီထားတဲ့ spiritual gifts တွေကိုကျမတို့ကအသုံးပြုရမှာပဲဖြစ်ပါတယ်ကိုအားကိုဉာဏ်နဲ့နော်အပေါ်မှာအမိမပြုတ်တင်ပါဘူးလို့တစ်ကောခန်းကြီး7-4အခန်းငယ်7ကိုဖတ်ကြည့်ရင်စုကျေးဇူးတော်အထူးထူးအထွေထွေရှိကြောင်းသိနိုင်မှာဖြစ်ပါတယ်ဝိညာဉ်တော်ကယုံကြည်သူရောက်စီတိုင်းကိုကောင်းသောအကျိုးအလို့ငါထင်ရှားစွာထင်ရှားရှားပေးတော်မူတယ်လို့ဖော်ပြထားပါတယ်မိမိကိုယ်ကိုထင်ပေါ်ဖို့မာနကြီးဖို့ကောင်းကျိုးများကိုတယောက်တည်းခံစားဖို့အတွက်မဟုတ်ပါဘူးအသင်းတော်ကြီးပွားတိုးတက်စေဖို့တပားသူတွေကြားတဲ့ကိုအလင်းဖြစ်စေဖို့ဒီစုကျေးဇူးတွေကိုထင်သာမြင်သာအောင်ယုံကြည်သူများအပေါ်တကောနမိတ်လက္ခဏာနဲ့တကွထင်ရှားစေခြင်းပဲဖြစ်ပါတယ်လို့နော်တစ်ကောခန်းကြီး7ခန်းငယ်8ကနေ10မှာဖော်ပြထားတဲ့ဝိညာဉ်စုကျေးဇူး9မျိုးကိုပို့ပြီးမြင်သာအောင်အုပ်စု3စုနဲ့ခွဲခြားတင်ပြပါမယ်နံပါတ်1က revelation gifts ဘုရားသခင်ထင်ရှားဖော်ပြတဲ့စုကျေးဇူးပဲဖြစ်ပါတယ်နံပါတ်အဲ့မှာလဲ revelation gift မှာလဲ3မျိုး3စားရှိပါတယ် word of wisdom word of knowledge discerning of spirits နော် so ဒီ revelation gifts 3မျိုးတွေကဖုံးကွယ်ထားတဲ့အရာတွေကိုထင်ရှားစေပါတယ်ဘုရားသခင်ရဲ့အတွေ့အတွေစိတ်ဆန္ဒတွေကိုထိုးထွင်းသိမြင်စေပါတယ် word of wisdom ကိုကြည့်ရအောင်နော်ဘုရားသခင်ထံမှလာသောဉာဏ်ပညာစုကျေးဇူးဖြစ်တယ်အချိန်နေတရက်ပြဿနာတရက်မှာဘုရားသခင်ပေးထားတဲ့ဝိညာဉ်တော်ဘုရားပေးတဲ့ထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်ပညာနဲ့ဖြည့်ရှင်းလှုပ်ဆောင်နိုင်ခြင်းဖြစ်တယ်ကိုတင်ယူတက်မြောက်ထားတဲ့ skill မဟုတ်ပါဘူးတဘာဝလွန်ပံ့ပိုးမှုလည်းဖြစ်ပါတယ်ဥပမာအားဖြင့်ကျွန်မပေးရမယ်ဆိုလို့ရှိရင်ဒေါက်တာဂျော့ချ်ဝါရှင်တန်ကာဗယ်အကြောင်းနဲ့ကျွန်မဥပမာပေးချင်ပါတယ်သူကမြေဘဲကနေပစ္စည်းအမျိုးအစားပေါင်း300ကျော်ဖျားသခင်ပေးတဲ့ဉာဏ်နဲ့ထုတ်လုပ်နိုင်ခဲ့ပါတယ်ဒီနေ့တော့အခါတိတ်ဆိတ်တဲ့နေရာမှာသွားပြီးတော့ဖျားသခင်ကိုဆုတောင်းတဲ့အခါမှာဖျားသခင်ကဉာဏ်ပညာကို download လုပ်ပေးတာဖြစ်ပါတယ်အဲ့ချိန်ခါမှာတောင်သူလယ်သမားတွေကအရန်ပဲပြဿနာနဲ့ကြုံတွေ့နေရပါတယ်ဒုက္ခဆင်းရဲအခက်ခဲနဲ့အဲ့ခါမှာမြေဘဲကနေပြီးတော့ဘလို့ပစ္စည်းအမျိုးအစားများကိုထုတ်လုပ်နိုင်တယ်လဲဆိုတာကိုဖျားသခင်ကသူ့အားထိုဉာဏ်ပညာကိုပေးခြင်းအပြင်ဒီလယ်သမားများကအကျိုးကျေးဇူးကိုရပြီးတော့ကောင်းကြီးမင်္ဂလာများကိုခံစားခဲ့ရပါတယ်နွားနိုးထောပတ်ဆိုးစေးတုပ်စေးအလှပြင်ပစ္စည်း cosmetic plastic စသည်ဖြင့်စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ product တွေကိုလည်းသူကလမ်းပြပြီးတော့ဥဆောင်ထုတ်လုပ်နိုင်ခဲ့ပါတယ်သူ့ရဲ့အကြောင်းကိုဖတ်ရှုချင်တယ်ဆိုလို့ရှိရင် George Washington Carver ဆိုတော့ Google မှာဖတ်ရှုနိုင်တယ်လို့မြန်မာနဲ့ဘာသာပြန်ထားတဲ့စာအုပ်လေးစာအုပ်ဆိုင်တွေမှာရှာဖွေလေ့လာဖတ်ရှုလို့ရပါတယ်တမဟောင်းကျမ်းထဲမှာဆိုရင်နိုးအာအကြောင်းကိုဥပမာပေးချင်ပါတယ်နိုးအာကဒီကြီးမားတဲ့အမခန်းဘောနော်လှေကြီးကိုတိဆောက်တဲ့အခါမှာနော်ဖျားသခင်ပေးတဲ့ဉာဏ်ပညာနဲ့ဆောက်ခဲ့ကြောင်းကျွန်တော်တို့တွေ့ရှိနိုင်ပါတယ်ဘုရားသခင်ကအလျားအနံအမြင့်ကအစနော် specific instruction ကိုပေးခဲ့ပါတယ်ပေါ့နော်အဲ့တော့ဘုရားသခင်ပေးတဲ့အခါမှာဉာဏ်ပညာပေးတဲ့အခါမှာတိတိကျကျပဲပေးခဲ့ကြောင်းကျွန်တော်တို့သိမြင်ရတယ်လို့အဘယ်ကဲ့သို့ဒီအရာကိုအကောင့်ထဲပေါ်ဆောက်လုပ်ဖို့ရန်အတွက်လဲလှုပ်ဆောင်ရမယ့်အရာကိုလည်းအသေးစိတ်နော် instruction လုပ်ခဲ့မှာအမှန်ပါပဲနောက်တစ်ခုက
ဆောလမုန်မင်းကြီးရဲ့တာတရားစီရင်ခန်းကိုကြည့်လို့ရှိရင်ဘုရားသခင်ပေးတဲ့ wisdom ပဲဆိုတာကိုကျမတို့သိရှိနားလည်နိုင်ပါတယ်။နောက်ဒုတိယစုကျေးဇူးဒုတိယအမျိုးအစားပေါ့နော် word of knowledge gift ကတော့divine revelation ဖြစ်တဲ့တိကျတဲ့ information ကိုဘုရားသခင်ကဖော်ပြခြင်းပဲဖြစ်တယ်ဓမ္မဟောင်းကျမ်းထဲမှာဆမ်မြူယ်9မှာကြည့်လို့ရှိရင်เนาะရှောလုကမြီးပြောက်သွားတဲ့အခါမှာဆမ်မြူယ်ကပေါ့เนาะမြီးကဘယ်နေရာမှာရှိတယ်ဆိုတာကိုအတိအကျဖော်ပြနိုင်တယ်ပေါ့เนาะယခုခေတ်မှာဆိုလို့ရှိရင်ဖျားလူအများစုကလူတယောက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် physical pain ပေါ့ဘယ်နေရာမှာနာကျင်နေတယ်เนาะဘယ်နေရာမှာဘယ်ယောဂဖြစ်နေတယ်ဆိုတာကိုဖျားသခင်ကဉာဏ်ပညာပေးပြီးတော့စိတ်အာယုံထဲမှာဖွင့်ပြတာတွေကိုမျိုးစားမျိုးဖြစ်ပါတယ်ပေါ့နော်စိတ်အာယုံထဲမှာပုံရိပ်တွေလည်းပေါ်ပြနိုင်ပါတယ်ပေါ့မြင်ရတဲ့အရာတွေက Holy Spirit ပြောဆိုတဲ့အရာဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်เนาะကျမဆိုလို့ရှိရင်ကျမမောင်လေးကเนาะအလုပ်ကိစ္စနဲ့ပတ်သက်ပြီးဆူတောင်းခိုင်းပါတယ်အဲ့ချိန်မှာသူတို့ကုမ္ပဏီမှာအလုပ်တွေအရန်ကိုဖြုတ်နေကြပါတယ်အဲ့ချိန်မှာကျမဆူတောင်းလိုက်တဲ့အခါကျမရဲ့စိတ်အာယုံထဲမှာ department ဆိုတာကြီးပေါ်လာတယ်ပေါ်လာပြီးတဲ့အခါမှာနှုတ်ကမွတ်ဆိုတဲ့အရာကတော့ဘုရားသခင်ကကျမနှုတ်ကနေမွတ်ဆိုတဲ့အရာကတော့ဒီ department ဆိုတဲ့အသစ်မှာသူကပြန်ပြီးတော့အလုပ်လုပ်ရမယ်အလုပ်ဖြုတ်ထဲမှာလည်းသူမပါဘူး new formation ပေါ့နော်ပြန်လဲအသစ်ဖွဲ့စည်းခြင်းပဲဖြစ်တယ်အရာတူးလဲတိုးမယ်ပေါ့နော်အဲ့မှာပေါ့ဆိုပြီးတော့ကျမကသူ့ကိုဘုရားသခင်ဖော်ပြတဲ့အတိုင်းဆူတောင်းပေးတယ်မကြာမီတပတ်ကျော်လောက်မှသူကအံ့ဩဖွယ်ကျမစီဖုံးဆက်လာပါတယ်ပြောတဲ့ဘုရားသခင်ပြောတဲ့အတိုင်းပဲပေါ့နော်ဒီ department အဟောင်းကြီးကသူနော်ပြုတ်သွားပြီးတော့အသစ်နဲ့မှသူအလုံးလုံးခွင့်ရခဲ့တယ်သို့တော်လည်းဝမ်းနည်းစွာဖြင့်သူကသူ့ရဲ့တငယ်ချင်းတွေ3-4ယောက်ကပြုတ်သွားတဲ့အတွက်သူစိတ်မကောင်းဝမ်းမသာနိုင်ဘူးအဲ့နေဘာလို့ပဲဖြစ်ပေါ့နော်ကျမကပြောလိုက်ပါတယ်ဘုရားသခင်ကသူတို့အတွက်လည်းကြံစီရှိမှာပါပေါ့နော်ထောက်ပံ့မှုပေးမှာပါဆိုသူ့ကိုကျမနှစ်သိမ့်လိုက်ပါတယ်ကျေးဇူးတော်ချီးမွမ်းဖို့လည်းသူ့ကိုအားပေးလိုက်ပါတယ်လို့နော်နောက်တစ်ခုက discerning of spirit မှာကောင်းမကောင်းဝိညာဉ်ကိုပိုင်းခြားနိုင်တဲ့စုကျေးဇူးမျိုးစားဖြစ်ပါတယ်so ကျမတို့က atmosphere တစ်ခုတည်းဝင်တဲ့အခါလေထုတစ်ခုအိမ်တစ်ခုတည်းပဲဖြစ်ဖြစ်အသင်းတော်ပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်ဝင်တဲ့အခါမှာ so ဒီစုကျေးဇူးရရှိတဲ့သူကနော်ဒီနေရာမှာရှိတဲ့မကောင်းတဲ့အရာကိုကောင်းတဲ့အရာကိုပါအာယုံခံစားနိုင်ပါတယ်နော်မမြင်ရသေးတဲ့အရာတွေကိုသူကဝိညာဉ်မျက်စိနဲ့မြင်နိုင်ရတဲ့စုကျေးဇူးကိုသူရထားပါတယ်ထို့သူများဟာဆိုလို့ရှိရင် spiritual warfare ကိုလှုပ်ဆောင်ဖို့ရန်အတွက်ပေးထားခြင်းလည်းဖြစ်ပါတယ်ထို့အရာများကိုသူတို့ဒီအစဉ်မြဲတွေ့ကြုံလျက်ပေါ့ဝိညာဉ်နယ်ပယ်ထဲမှာဝင်ပြီးတော့ဝိညာဉ်တိုက်ပွဲများကိုအမြဲတစေလို့ဆင်နွှဲပြီးတော့ဒီကောင်းကင်နယ်ပယ်ကိုသိမ့်ပိုက်တော်သူများဖြစ်ပါတယ်ပေါ့နော်ကျမ်းစာထဲမှာဆိုလို့ရှိရင်เนาะဒီ discerning spirit တွေကိုเนาะဘယ်ဝိညာဉ်မကောင်းတဲ့ဝိညာဉ်ကလာတာလားကောင်းတဲ့ဝိညာဉ်ကလာတာလားဆိုတာကိုเนาะရှင်ပေတရုရဲ့အသက်တာကိုကြည့်ပြီးတော့သိရှိနိုင်ပါတယ်ပေါ့နော်သခင်ခရစ်တော်ကသူကအသေးခံရမယ်3ရက်နေ့မြောက်တဲ့နေ့မှာထမြောက်မယ်ဆိုတဲ့အကြောင်းကိုတပည့်တော်တွေတော့ပြောနေတဲ့အခါမှာပေတရုကအသေးခံခြင်းကိုသူလက်မခံနိုင်ပါဘူးအထူးထိုကဲ့သို့မဖြစ်စေရပါဆိုပြောတဲ့အခါမှာသခင်ခရစ်တော်က get behind me Satan လို့ပြောပါတယ်เนาะဆိုတော့သူ့ရဲ့အဲမှာရှိနေတဲ့အရာပြောတဲ့အရာကမကောင်းတဲ့ဝိညာဉ်ကနေစာတန်ကနေပြောကြောင်းကိုသခင်ခရစ်တော်ကသိမြင်တယ်ပေါ့နော်သခင်ခရစ်တော်စီမှာဒီစုကျေးဇူးရှိတယ်ပေါ့နော်နောက်တစ်ခုကရှင်ပေါလုကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်မလေးတယောက်ကမကောင်းတဲ့ဝိညာဉ်process လုပ်ခြင်းခံရထားတဲ့အတွက်ကြောင့်မလို့ရှေ့ဖြစ်တွေကိုကောင်းမွန်စွာဟောပြောတတ်တည်ခံနိုင်တယ်ပေါ့နော်ဟောပြောနိုင်တယ်
တို့အဲ့ဒါကိုသိတဲ့အခါမှာသူကဒီကျမလေးထဲမှာဝိညာဉ်ကိုမကောင်းတဲ့ဝိညာဉ်ကိုမောင်းထုတ်လိုက်တဲ့အခါမှာသူကရှေ့ဖြစ်တွေကိုမပြောနိုင်တော့ဘူးဖြစ်ပါတယ်เนาะဒီအရာကမကောင်းတဲ့ဝိညာဉ်တွေကနေလာတာပါဖြစ်ပါတယ်နောက်တစ်ခုကဒုတိယအုပ်စုအမျိုးအစားကတော့ power gifts เนาะစွမ်းအားပေါ့ဒီစွမ်းအားထဲမှာเนาะလေ၃မျိုးရှိပါတယ် faith မှာ supernatural faith ပေါ့เนาะနောက်ဒုတိယက gift of healings တတိယက working of miracle ပေါ့เนาะsupernatural faith စုကျေးစုအမျိုးအစားကတော့ကျမတို့အားလုံးသိပါတယ်ကျမတို့ရဲ့ဖခင်ပေါ့เนาะယုံကြည်ခြင်းဖခင်ဖြစ်တဲ့အာဗြဟံဖြစ်ပါတယ်ပေါ့เนาะနောက်အမျိုးအစားကိုကြည့်မယ်ဆိုလို့ရှိဒီစုကျေးစုအမျိုးအစားကိုပိုင်ဆိုင်ကြတဲ့သူတွေကိုကြည့်မယ်ဆိုလို့ရှိရင်ရှာဒရက်မေရှက်အဘီဒနီဂေါတို့ရဲ့ကိုလည်းကြည့်ရှုနိုင်တဲ့သိရှိနိုင်ပါတယ်ယုံကြည်ခြင်းအားကြီးစွာဖြင့်မိဘုံထဲမှာသူတို့ကဘုရားသခင်အတွက်တက်တည်ထူခဲ့တဲ့အံပွဲသူများဖြစ်ပါတယ်ပေါ့နော် so နောက်တစ်ယောက်ကတော့ Josh Mueller ဆရာကြီး Josh Mueller ပဲဖြစ်ပါတယ်သူဟာမြောက်များစွာသော orphanage เนาะကျောင်းတွေပေါ့မိဘမဲ့ကျောင်းတွေကိုတည်ထောင်ခဲ့တယ်တည်ထောင်တဲ့အချိန်ခါမှလည်းဘယ်တော့အခါမှအလူခံခဲ့ခြင်းမရှိခဲ့ပါဘူးယုံကြည်ခြင်းနဲ့ဆုတောင်းအားကြီးစွာနဲ့ဆုတောင်းတဲ့အခါမှာအံ့ဩဖွယ်နမိတ်လက္ခဏာအများအဖြစ်ဒီလိုအပ်တဲ့ငွေကြေးမှစ၍အစားအသောက်အဝတ်အစားကလေးတွေအတွက်ကိုထောက်ပံ့လိုတဲ့အရာအလုံးက miraculously ပေါ့နော်အံ့ဩဖွယ်ရရှိခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရှိနိုင်ပါတယ်လို့เนาะနောက်တစ်ခုက gifts of healing ပေါ့နော်ရှင်ပေါလုနဲ့ပေတရုကနှစ်ယောက်စလုံးကခြေမစွမ်းမတန်တဲ့သူကိုခြေပြန်လဲလမ်းလျှောက်နိုင်အောင်သူတို့လှုပ်ဆောင်နိုင်ခဲ့တယ်သခင်ခရစ်တော်ကိုလည်းကြည့်မယ်ဆိုလို့ရှိရင်အံ့ဩဖွယ် miracle တွေအများကြီးเนาะပြုလုပ်ခဲ့တယ်မကျမ်းမာတဲ့သူတွေကိုကျမ်းမာစေခဲ့တယ်အံ့ဩဖွယ်အမှုတွေကိုလည်းများစွာပြုခဲ့တယ် supernatural provision တဘာဝလွန်ထောက်ပံ့ခြင်းတွေပေါ့နော်ကျွေးမွေးခြင်းတွေလည်းပြုလုပ်ခဲ့တာကိုတွေ့ရှိခဲ့ရတယ်မုံ၅လုံးနဲ့၅နှစ်ကောင်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတွေ့ရှိနိုင်တယ်ထို့အတူရေကနေပြီးတော့ wine ပေါ့နော်ပြောင်းလဲသွားတာကိုလည်းတွေ့ရှိနိုင်တယ်မောရှေလည်းထိုကဲ့သို့ပြင်ပေါ့နော်ရေကိုအသွေးကဲ့သို့ပြောင်းလဲခဲ့တာတွေ့နိုင်တယ်ပေါ့နော်ဒါကအံ့ဩဖွယ်walking of miracles တွေဖြစ်ပါတယ်အခြားသော miracle အများစွာလည်းကျွန်တော်တို့တွေ့နိုင်ပါတယ်ပေါ့နော် signs and wonder တွေเนาะခုခေတ်မှာလည်းနောက်တစ်ခုက gifts of utterance so gifts of utterance မှာလည်း၃မျိုး၃စားရှိပါတယ်ဒီအုပ်စုမှာ speaking in tongues interpretations of tongues and prophecy so speaking in tongues မှာเนาะ known tongues နဲ့ unknown tongues ရှိပါတယ် known tongues ကကျမတို့ဒီကမ္ဘာပေါ်မှာရှိတဲ့ဘာသာစကားကိုပြောဆိုနိုင်ခြင်းဖြစ်ပါတယ်ကိုယ့်ဟာကိုယ်သင်ယူတတ်မြောက်ခြင်းမဟုတ်ဘဲနဲ့ပေါ့နော်နှုတ်ထဲကနေပြီးတော့အလိုလိုဘုရားသခင်ရဲ့တဘာဝလွန်တကူတော်အားဖြင့်နှုတ်ကနေပြောဆိုလာနိုင်တာဖြစ်ပါတယ်သို့တော်လည်းတချို့သောသူများကတော့ဆရာကြီးများကျမဖတ်ရှုလေ့လာသလောက်နှုတ်ကတော့ other tongue နဲ့ပဲပြောလိုက်တာပါကြားရတဲ့သူကသူတို့ဘာသာစကားနဲ့ကြားရတယ်ပေါ့နော်အဲ့ဒါလည်းအမျိုးအစားတစ်မျိုးဖြစ်ပါတယ်လို့ unknown tongues ကကြတော့နားထောင်တဲ့သူတွေနားမလည်နိုင်ဘူးเนาะကိုယ့်ရဲ့အသက်တာတိဆောက်ဖို့ရန်အတွက်ကိုဘုရားသခင်ကပေးထားခြင်းဖြစ်တယ်သို့တော်လည်း chat setting မှာပေါ့နော် chat setting မှာကြတော့ကိုဟာကိုပဲother tongue ကိုနဲ့ဆူတောင်းနေတဲ့အခြားသူတွေကလည်း other tongue နဲ့ဆူတောင်းနေတယ်သူပြောတာလည်းကိုနားမလဲကိုပြောတာလည်းသူနားမလဲเนาะအဲ့လိုအခါမျိုးကြတော့ဘာလို့လဲဆိုတော့ interpretations of tongues လို့ပါတယ်ဒီစုကျေးဇူးလို့ပါတယ်ဒါကြောင့်မလို့ပေါလုကပြောတယ်เนาะသူသွားတဲ့အခါမှာအသင်းတော်မှာဖျို့ဖျဲနဲ့အစီအစဉ်မကျဖြစ်ပြနေတာတွေ့တယ်အဲ့ဒါကြောင့်မလို့သူကဘလို့တတ်မှတ်
ဆုံးမခဲ့လဲဆိုလို့ရှိရင်တကယ်လို့များ other tongue ကိုပြောချင်တယ်ဆိုလို့ရှိရင် chat setting မှာပြောချင်တယ်ဆိုရင်အခြားinterpretation စုကျေးဇူးရရှိတဲ့သူကပြန်ပြီးတော့ဘာသာပြန်စီပေါ့နော်တယောက်က other tongue နဲ့ဆူတောင်းမယ်ပြောမယ်ဘုရားသခင်ပြောမယ်အရာကိုတခါနောက်တစ်ယောက်ကဘာသာပြန်စီဒါသို့မှသာကြံတဲ့သူတွေလည်းတိဆောက်စရာဖြစ်တယ်ပေါ့နော်ကစင်ကလျားတွေအဲ့ချိန်မှာဖြစ်နေတယ်ကိုယ့်ရဲ့စုကျေးဇူးတွေကိုတယောက်နဲ့တယောက်ပြန်ပြီးတော့ show off လုပ်နေတယ်ပေါ့နော်ရှင်းပြိုင်နေတာတွေးလို့ပေါ့နော်သူကအဲ့လိုပြောခြင်းဖြစ်တယ် other tongue ပြောခြင်းကိုတားမြစ်ခြင်းမဟုတ်ခဲ့ပါဘူးသူပြောတာကငါကတင်တို့ထက်တောင်မှ other tongues ကိုပြောတယ်လို့ပြောခဲ့တယ်အဲ့ချိန်မှာနောက်တစ်ခုသူပြောတာက prophet ပြုခြင်းကို other tongue တဲ့เนาะ prophet ပြုခြင်းကိုတာ၍အလိုရှိကြလို့ဆို other tongue ကိုလည်းမပြောခိုင်းတာလည်းမဟုတ်ပါဘူးသူရဲ့ value ကလည်းအတူတူပါပဲ other tongue ပြောခြင်းနဲ့ prophesize လုပ်ခြင်းနဲ့ပြောခြင်းဖြစ်ပါတယ်အဲ့အချိန်ခါမှာဒီ prophesize လုပ်တာပိုကောင်းတယ်ဆိုတာသူပြောရခြင်းပဲဖြစ်ပါတယ်prophesy ဆိုတာကလေဘုရားသခင်ပြောခိုင်းတဲ့အရာကိုနှုတ်ကနေပြောထွက်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะဒီကပို့ပြီးတော့တိဆောက်စရာဖြစ်တယ်ဆိုပြီးတော့ပြောခြင်းပဲဖြစ်ပါတယ်အဲ့တော့ Ephet အခန်းကြီးအခန်းငယ်၄မှာเนาะ every spiritual blessing in the heavenly places မှာเนาะဒီစုကျေးဇူးတွေကကောင်းကင်အရက်ထဲမှာကွက်ထားလျက်ရှိတယ်ဆိုတာကိုလည်းတွေးရှိနိုင်တယ်ဒီ other tongues နဲ့เนาะဒီစုကျေးဇူးတွေကိုတက်ယူလို့ရတယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့ tongues တစ်ခုစီကเนาะ dimension တွေเนาะ realms တွေကိုဖွင့်တဲ့အခါမှာဒီ tongues ကမတူညီတဲ့ diverse tongues နဲ့ဖွင့်ရမှာဖြစ်ပါတယ်tongues other tongues ပြောခြင်းကတကယ်အဓိကအရေးကြီးတဲ့အရာဖြစ်ပါတယ်သူက other tongues က access divine mystery လည်းဖြစ်ပါတယ်လျှို့ဝှက်နေသောအရာအံ့ဖွယ်သောအရာတွေကိုရရှိဖို့ရန်အတွက်နီလန်တစ်ခုပေါ့နော်ဒီ other tongue ကလမ်းတစ်ခု access တစ်ခုဖြစ်ပါတယ်လို့နော်ဆိုတော့ဒါကြောင့်မလို့ကျမတို့က other tongue ကိုပြောမယ်ဆိုလို့ရှိရင်เนาะနေ့စဉ်စ조사ပြီးတော့ပေါ့နော်ပထမအဦးဆုံး10မိနစ်15မိနစ်နောက်တနာရီပေါ့နော်စ조사ပြီးတော့ train လုပ်ရမှာဖြစ်ပါတယ်ပေါ့နော်ကျမတို့ကအချိန်မရှိတာတော့မဟုတ်ပါဘူးကျမတို့အလုပ်လုပ်နေတဲ့အချိန်ခါမှာเนาะကျမတို့စိတ်နှလုံးသားထဲမှာပေါ့နော်ထဲထဲကနေပြီးတော့ other tongue ကိုရွတ်ဆိုလို့ရပါတယ်ရွတ်ဆိုပြီးဆူတောင်းလို့ရပါတယ်ထို့အပြင်เนาะ interpretation စုကျေးဇူးကိုလည်း other tongue ရပြီးတဲ့အခါဘုရားသခင်စီလည်းတောင်းလျှောက်လို့လည်းရပါတယ်ပေါ့နော်ဆိုတော့ဒီ other tongue စုကျေးဇူးကကျမတို့ကိုယ်ခန္ဓာမှာเนาะခွန်အားတည်ဆောက်ဖို့ဖြစ်တယ်လျှို့ဝှက်နေတဲ့အရာတွေကိုပြောဆိုနေခြင်းဖြစ်ပါတယ်ဆိုတာကိုလည်းကျမတို့တွေ့ရှိနိုင်ပါတယ်ကျမ်းစာထဲမှာကြည့်ရအောင်เนาะတိကောခန်းကြီး14မှာနှစ်မှာ For one who speaks in tongues does not speak to man but to God for no one understand but in his spirit he speaks mystery ဆိုတော့သူ့ရဲ့ spirit ထဲမှာ mysteries တွေเนาะနည်းနည်းတဲ့အရာတော်တွေကိုဝိညာဉ်တော်အားဖြင့်ပြောတယ်လို့ပြောဖော်ပြထားပါတယ် mystery ဆိုတာ mysterion sorry so ဒီအရာကဘာလဲဆိုတော့ God's counsel or plan reveal only to his servants เนาะဒီအရာတွေကသူ့ရဲ့အစီခံတဲ့သားသမီးတွေကိုပဲပေါ်ပြတဲ့ဘုရားသခင်ရဲ့ဉာဏ်ပညာတွေပဲဖြစ်ပါတယ်เนาะဆိုတော့ဒီမှာကြည့်မယ်ဆိုရင်ကောလောသဲခန်းကြီး1အခန်းငယ်26က29မှာကြည့်လျင် mystery ဆိုတာဘာလဲဆိုတာเนาะဆိုရှေးကာလပတ်လုံးဝတ်ထားလျက်ရှိတော်လဲယခုတွင်တန်ရှင်းသူတို့အားဖော်ပြသောနည်းနည်းရာဒီဟုသောဖျားသခင်ဤနှုတ်ကပတ်တရားတဲ့เนาะ
So there is a divine mystery, a secret surprise that has been concealed from the world for generations, but now is being revealed, unfolded, and manifested for every holy believer to experience. So ယုံကြည်သူရောက်စီတိုင်းတွေ့ကြုံခံစားဖို့ရန်เนาะယုံကြည်သူတွေစီမှာဘုရားသခင်အံ့ဩဖွယ်ထင်ရှားတဲ့အရာเนาะပေါ်ပြတဲ့အရာဒီကနည်းနည်းတဲ့အရာပဲဖြစ်တယ် so အဲ့နည်းနည်းတဲ့အရာကဘာလဲခရစ်တော်ကတင်းရဲ့အထဲမှာကျင်းဝင်နေတာဆက်ပြီးတော့နှုတ်ကပတ်တော်ဆက်ဖတ်ရင် living within you is the Christ who flood you with the expectations of glory the mystery of Christ Christ ရဲ့လျှို့ဝှက်နေတဲ့အရာကျမတို့အထဲမှာကျင်းဝင်နေတာဒီအရာတွေကိုကျမတို့က other time နဲ့ကျမတို့နှုတ်ကနေပြောဆိုနေတာเนาะဒီဟာ like a treasure chest เนาะတကယ်ယတနာ box လို့ကျမတို့ကဒီအရာတွေကို tanks နဲ့ထုတ်နှုတ်ယူနေရတယ်ဆိုတာကိုကျမတို့ကိုဖော်ပြထားတယ် soနောက်ထပ်ကြည့်မယ်ဆိုလို့ရှိရင် filled with the riches of glory for his people เนาะဆိုတော့အံ့ဩဖွယ်ရာဘုရားသခင်ခရစ်တော်ကကျမတို့ထဲမှာကျင်းဝင်နေတယ်เนาะ mystery ခရစ်တော်ဒီ mystery ခရစ်တော်ကိုကျင်းဝင်နေတဲ့အခါကျမတို့မျှော်လင့်တဲ့အရာကလေတဲ့เนาะဘုရားသခင်ရဲ့ဘုံတကောအာနုဘော်เนาะအံ့ဩဖွယ်ရာเนาะကျမတို့ထမ်းဆရာခြင်းအားဖြင့်เนาะဘုရားသခင်ရဲ့ mystery တွေကိုကျမတို့ပြောထုတ်နိုင်မှာဖြစ်ပါတယ်ဒီ mystery ကခုနပြောသလိုသခင်ခရစ်တော်ရဲ့ mystery နောက်ပြီးတော့ခရစ်တော်အားဖြင့်ရရှိလာမယ်တကူဘုံတကူအာနုဘော်တော်နောက်တစ်ခုကကျမတို့ဘယ်နေရာမှာကြည့်မယ်ဆိုလို့ရှိရင်လေမာကုခန်းကြီး47မှာဘုရားသခင်ဤနိုင်ငံတော်ရဲ့နည်းနည်းသောအရာကိုသိခွင့်ရမယ်တဲ့เนาะ The mystery of the kingdom of God has been given to Jesus' disciple, allowing them to understand spiritual truths. While outsider hear these some truths veiled in parables. So ဒီမှာဆိုလို့ရှိရင်เนาะဘသူတွေပဲပေးတာလဲဘုရားသခင်ခရစ်တော်ရဲ့ disciple တပည့်တော်တွေပဲပေးထားတယ်ဘာ mystery လဲလျှို့ဝှက်နေသောဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းကိုဒီ other tongues အပြင်ဘုရားသခင်ပေါ်ပြထားတယ်ပေါ့ကိုကျမတို့သိရှိနိုင်ပါတယ်ဒီဟာက the truth ပေါ့နော်ဒီတိုင်းကျမတို့ရိုးပဲဆုတောင်းပတနာပြုမယ်ပေါ့နော် so ဒီပုံပမာတွေနဲ့ဘုရား parables ဆိုပုံပမာတွေနဲ့ဘုရားသခင်ခရစ်တော်ကဟောပြောခဲ့တယ်ပေါ့နော်နိုင်ငံတော်နဲ့ပတ်သက်လို့ဒီအရာတွေကကျမတို့ကိုယ်နိုင်ကျမတို့ရဲ့ဉာဏ်ပညာနဲ့လေ့လာမယ်ဆိုလို့ရှိရင် superficial ပေါ့နော်အပေါ်ယံကြောပဲကျမတို့သိနိုင်ပါပဲတန်ရှင်းသောဝိညာဉ်တော်ရဲ့တကူတော်အဖြစ်ရရှိတဲ့နော်အဲ့ဒီစုကျေးဇူးနဲ့ other tongue နဲ့ဆုတောင်းတဲ့အခါ spiritual insight တွေကိုကျမတို့ပို့ပြီးတော့ရရှိနိုင်မှာဖြစ်ပါတယ်ပို့ပြီးနားလည်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကဒီ mystery ကတပါးမျိုးသားတွေအတွက်ကိုဘုရားသခင်ကပေးထားတဲ့เนาะ salvation plan အကြောင်းတွေကျမတို့လည်းother tongues အပြင်ဆူတောင်းနိုင်မှာဖြစ်ပါတယ်ယောမအခန်းကြီး7အခန်းငယ်25 26မှာเนาะဘုရားသခင်ရဲ့ mystery plan God's plan ကဘာလဲဆိုတော့ယာယီအားဖြင့်เนาะကျမတို့တွေ့ရတာက Israel လူမျိုးတွေကသူတို့ရဲ့နှလုံးသားကယခုတည်းမာကြောပြီးတော့သခင်ခရစ်တော်ကိုကျမတို့ရဲ့ကယ်တင်သူတို့ရဲ့ကယ်တင်ပိုင်ရှင်ဖြစ်လက်မခံနိုင်သေးဘူးသို့တော်လေပေါ့เนาะတပါးမျိုးသားတွေဧဝံဂေလိတရားကိုအကုန်အစင်ကြားနာပြီးတဲ့အချိန်ခါကြလို့ရှင် Israel လူမျိုးတွေအတွက်เนาะဘုရားသခင်ကခရစ်တော်ကိုလက်ခံယုံကြည်ဖို့ရန်အတွက်ကယ်တင်ခြင်းရဖို့ရန်ပြင်ဆင်ပြီးပဲဖြစ်တယ်ဆိုတာကျမတို့ဒီကျမ်းပိုက်အဖြစ်သိရှိနိုင်မှာဖြစ်ပါတယ် God is not finished with this covenant his covenant people เนาะဘုရားသခင်ကသူ့ရဲ့ဗြိဉ္ဉ်နဲ့ဆိုင်တဲ့လူမျိုးတော်နဲ့เนาะကယ်တင်ခြင်းအမှုရာမပြီးပြောက်သေးပါဘူးဒီ mystery တွေအားလုံးကပေါ့เนาะဒါဘုရားသခင်ရဲ့ဝိညာဉ်တော်အဖြစ်เนาะ tongues အဖြစ်ရရှိလာနိုင်မယ့် spiritual blessing များဖြစ်ပါတယ်ကျမတို့ကယောမအခန်းကြီး7မှာဆိုလို့ရှိရင်ကျမတို့ရဲ့ကိုယ်ခန္ဓာကိုခရစ်တော်ကိုဆက်ကပ်အနံဖို့လိုအပ်တဲ့ဘုရားသခင်ကမဖြစ်မနေကျမတို့ကိုတောင်းဆိုတဲ့အရာဖြစ်ပါတယ်ဒီ
ဆက်ကတ်ခြင်းအဲ့ဆက်ကတ်ခြင်းမှာကိုခန္ဓာဆက်ကတ်ခြင်းနဲ့မှာကျမတို့ရဲ့နှုတ်ရှာပါဇက်လဲပါပါတယ်ကျမတို့ tongues နဲ့နှုတ်ရှာပါဇက်နဲ့ပေါ့နော် tongues ရှာလေးနဲ့ဘုရားသခင်ရဲ့ဂျေဇုတော်တွေဒီ mystery တွေကိုဒီကိုဘုရားသခင်ရဲ့ဆုဂျေဇုတော်အားဖြင့်ကျမတို့ဆုတောင်းပြီးတော့အစေခံနိုင်မှာဖြစ်ပါတယ်လို့เนาะဆိုတော့နောက်တစ်ခုက the gifts of prophecy ပေါ့เนาะ the gifts of prophecy ကကိုယ့်ရဲ့ဉာဏ်ပညာနားလည်မှုတွေနဲ့နှုတ်ကဆေးလွတ်တဲ့အရာမဟုတ်ပါဘူးဘုရားသခင်ပြောတဲ့အရာတွေကိုဓာတ်ရိုက်နှုတ်မှဆေးလွတ်ပြီးတော့ prophet ပြုခြင်းပဲဖြစ်ပါတယ်အဲ့အချိန်မှာကျမတို့ရဲ့စိတ်ကို shut down လုပ်ထားမှာဖြစ်ပါတယ်ကျမတို့ရဲ့အတွေးကိုလည်းမတွေးရပါဘူးနှုတ်ကနေပြီးတော့ဘုရားသခင်ကဓာတ်ရိုက်ပြောတာမျိုးလည်းရှိတယ်အိုင်ဆိုတဲ့နံစားကိုအသုံးပြုပြီးတော့ prophet ပြောတာမျိုးလည်းရှိတယ်ဘုရားသခင်စီကသတင်းစကားတွေကိုနော်ကိုအားဖြင့်ဆေလွတ်တာလည်းရှိတယ်နောက်ပြီးတော့နှုတ်ကပတ်တော်တွေကိုဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကျမ်းစာညက်တွေကိုအသုံးပြုပြီးတော့လေနှုတ်ကနေပြီးတော့ဟောပြောဆေလွတ်တာ prophet ပြုတာလည်းရှိတယ်ပေါ့နော်ကျမ်းစာထဲမှာဆိုရင်နော်ပေါလုက prophet ပြုတဲ့သမီးကညာ၄ယောက်ရှိတယ်ဆရာဖိလိပ္ပုအိမ်မှာနေစဉ်မှာအကဗုအမည်ရှိတဲ့ prophet တစ်ယောက်ကယူဒပြည်မှာလာပြီးပေါလုရဲ့ခပန်းကိုယူပြီးတော့မိမိခြေလက်တို့ကိုချီနှောင်ပြီးလင်ဤကပန်းရှင်ကိုယူဒလူတို့သည်ယေရုရှလင်မြို့၌ချီနှောင်၍တပါးမျိုးသားတို့လက်၌အနံ့ကြလိမ့်မည်ဟုတန်ရှင်းသောဝိညာဉ်တော်မိန့်တော်မူ၏ဆို၏တဲ့ဒီနေရာမှာကြည့်မယ်ဆိုလို့ရှိရင် prophet ကအာဂဗုပေါ့နော်အဲ့အာဂဗုကရှင်ပေါလုကို prophet ပြုတဲ့အခါမှာရှင်ပေါလုရဲ့ကပန်းကိုယူပြီးတော့မှ demonstrate လုပ်တာเนาะပုံပြတာပေါ့နော်ခါးကိုချီလိုက်တယ်လက်ကိုချီလိုက်တယ်ပေါ့နော်သူဘလို့ပေါ့နော်အသေးခံရမယ်အဖမ်းခံရမယ်ဆိုတာကိုပုံဆောင်ချက်အားဖြင့်ပေါ့နော်သူက action နဲ့ပေါ့နော်လှုပ်ဆောင်ပြခြင်းပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီအာဂဗုကနော်ဒီ symbolic act ပုံဆောင်ခြင်းတွေယူတယ်နဲ့ပြတယ်သတင်းစကားဘုရားသခင်စီကသတင်းစကားကို prophetic နှုတ်နဲ့ပြောတယ်နော်နောက်ပြီးတော့အဲ့bell ပေါ့နော်သူခပန်းကိုနဲ့လဲ demonstrate လုပ်တယ်ပေါ့နော်နောက်သူရှေ့လာမှာဘယ်လိုဖြစ်လာမယ်ဆိုတာကိုပြောပြတယ်ပေါ့နော်ဆိုတော့ဒီလို prophet ပြုခြင်းမှာကဏ္ဍတွေမြင်အားဖြင့်လဲဘုရားသခင်က prophet ပြုတာတယ်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်မဆိုလို့ရှိရင်လဲညကြအိတ်တဲ့ခါမှာ31ပေါ့နော်ကဏ္ဍကိုမြင်နေပေါ့နော်31ကဏ္ဍမြင်တော့ဘုရားသခင်ဒီ31ကဘာလဲပေါ့နော်ဆိုတော့ကျမ်းစာတော်မြတ်ကိုကိုရေညွှန်းခြင်းပဲဖြစ်ပါတယ်ပေါ့နော်နောက်တစ်နေ့ကျတော့မှကျွန်မသိရတယ်ဒီဟာကကျမ်းစာတော်မြတ်ကိုကိုရေညွှန်းခြင်းမှသိပါတယ်သိရပါတယ်အဲ့ခါကျရင်နံပါတ်တွေဘာတွေမြင်နေဆိုလို့ရှိရင်ကျမ်းစာတော်မြတ်ကိုရည်ညွှန်းတာလည်းဖြစ်နိုင်တယ်လို့เนาะရက်ဒီလှတွေဥမာဖြစ်ဆိုလို့ရှိရင်နောက်2ရက်နှစ်မြင်နေဆိုနောက်2ရက်ကြာရင်ပေါ့နော်ဘလူးဆိုတာပေါ်ပြနိုင်လို့ဖြစ်တယ်လို့တခါတရံကြလဲနှစ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နှစ်ဆိုတာဘာလဲပေါ့နော်အဲ့အရာဆိုတာကိုလည်းပေါ်ပြထားတယ်ပေါ့နှစ်ဆိုလို့ရှိရင်ကွာprophet တွေဘုရားသခင်ခရစ်တော်ကသူ့လူ2ယောက်ဆေလွတ်တယ်ပေါ့နော်ဆေလွတ်ခြင်းပေါ့နော်အဲ့2ယောက်ကိုဆေလွတ်တဲ့အခါမှာဧဝံဂေလိပြုတဲ့အခါမှာ2ယောက်ဆေလွတ်တယ်ပေါ့အဲ့တော့Google ထဲမှာဒီနှစ်ရဲ့အဓိပ္ပာယ် meaning ကိုရှာနိုင်ပါတယ်တစ်ဆိုတာပဲတစ်တချို့တွေဆိုလို့ရှိရင်တစ်ဒီခဏမြင်တယ်3တွေမြင်တယ်4တွေမြင်တယ်5တွေမြင်တယ်ပေါ့နော်ဆိုတော့ရှစ်ဆိုလို့ရှိရင်လဲပြောင်းလဲခြင်းပေါ့နော်ရှစ်လည်းအပြင် change ခြင်းစသည်ဖြစ်ပေါ့နော်6ဆိုလို့ရှိရင်လူကနန်းပေါ့နော်ဘာလို့ဆို6ရက်နေ့မြောက်မှာလူကိုဘုရားသခင်ကဖန်ဆင်းလို့ပေါ့နော်သို့တော်လေပေါ့တခါတလေကြာရင် personal ဘုရားသခင်ကဖော်ပြတဲ့အခါမှာဒီ Google ထဲမှာ generally ဖော်ပြထားတဲ့ယာယီခြုံငုံပြီးဖော်ပြထားတဲ့net ဒိတ်ပဲဖွဲ့ဆိုချက်တွေကမတူညီတတ်ပါဘူးအဲ့ခါကျရင်ဘာလုပ်ရမလဲဆိုရင်ဘုရားသခင်စီမေးလျှောက်အောင်ပါပဲဒီနှစ်ကဘာလဲဘာဒိတ်ပဲလဲပေါ့နော်ဘာကိုစားပြုပြီးတော့သတင်းစကားပေးခြင်းလဲဆိုတော့ကျမတို့မေးလျှောက်မှာဖြစ်ပါတယ်နောက်တစ်ခုကတရိတ်ဆန်နဲ့လည်းစကားပြောတတ်တယ်ပေါ့နော်ကျမကိုတော့တရိတ်ဆန်နဲ့စကားပြောတာကျမဘဝမှာ
တခါရှိခဲ့တယ်ပေါ့နော်အဲ့ချိန်တုန်းကကျမကနေ့လယ်မှာဖြစ်တယ်ဆူတောင်းပတနာပြုနေတဲ့အချိန်မှာအတန်တန်ကျမရဲ့နားထဲကနေဟိုရောက်လာတယ်ပေါ့နော်ကျမအဲ့ခါမျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာငှက်ကဇရက်ငှက်လည်းမဟုတ်ဇရက်ထက်ကြီးတဲ့ဘုံငှက်လိုမျိုးအဲ့လိုငှက်ကကျမမျက်နှာချင်းဆိုင်မှာရှိတဲ့အိမ်ရဲ့မှန်ပတင်းပေါက်ခောက်တာတောက်အဲ့ကနေအတန်တောက်ထွက်လာအဲ့တော့ကျမအရန်ထူးဆန်းတယ်ပေါ့နော်ကျမနှစ်ပေါင်းများစွာပေါ့20ကျော်အဲ့မှာနေခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီလိုဖြစ်ပြန်မျိုးတစ်ခါမှမမြင်ဘူးတော့ကျမအရန်အံ့ဩပြီးတော့အဲ့လိုငေးဆိုင်ကြည့်နေတဲ့အချိန်မှာနှုတ်ကပတ်တော်တမန်ကျမ်းစရာတစ်ခုကျမထဲမှာရောက်လာတယ်ခောက်ကြတော့ခောက်ရင်ဖွင့်ပြီဆိုတဲ့ကျမ်းပိုက်လေးပေါ့နော်ဆိုတော့ချက်ချင်းကျမသိလိုက်တယ်ကျမယခုဆူတောင်းနေတဲ့ကျမအကျွေးတွေတင်ခြင်းအမှုရာကတင်ဆက်ပြီးတော့ဆူတောင်းမှာဒီအကျွေးတွေကြည်မယ်တင်းရဲ့ဆို prayer ကို answer လုပ်မယ်ဆိုတာကိုဒီတဘာဝလွန်နီးနေပေါ့နော်တရိษံနဲ့ကျမကိုသတင်းစကားပေးတာအချင်းဖြစ်တယ်ဒါကြောင့်မလို့အံ့ဩဖွယ်ရနော်ဘုရားသခင်ရဲ့prophet ပြုခြင်းတွေအရာတွေကလည်းတရိษံတွေနဲ့လည်းဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကအယောင်တွေပေါ့နော်ကျမအမဆိုကျမကိုပြောတယ် तू အခုမှပဲ तू ကဝိညာဉ်ရေးနဲ့ပတ်သက်ပြီးတော့အနှဲငယ်နားလေလာတဲ့အခါမှာသူဟိုးအရင်ကဘုရားသခင်ကသူ့ကိုစိတ်နှလုံးထိတွေ့ပြခဲ့တယ်အပြာရောင်လို့เนาะအဲ့အခုလက်ရှိချိန်နဲ့အဝါရောင်လို့ဆိုတာကဘာကြောင့်လို့အဲ့လိုမျိုးစိတ်နှလုံးအရန်ထိတွေ့နေလဲလို့ तू မသိဘူးပေါ့เนาะအခုပြန်ပြီးတော့ဝိညာဉ်တော်နဲ့သွားလာလိုက်တဲ့အခါမှာဒီအယောင်တွေမှာကိုစားပြုအရာတွေတည်ရဆိုတာ तू သိလိုက်တယ်ဒီအဝါရောင်ဆိုတာဘုရားသခင်ရဲ့ Shekinah glory အယောင်ဖြစ်တယ်ရွှေရောင်တောက်သောနေ့ရက်များဆိုယခုအချိန်ခါမှာဆိုတော့စုံစမ်းနောက်ဆက်ခြင်းတွေရှိပြီမဲ့လေဘုရားသခင်ကဒီလိုခက်ခဲတဲ့အချိန်ခါမှာအံ့ဩဖွယ်ရာသူ့ကိုprovidence ပေါ့နော်ထောက်ပံ့ပေးလျက်ရှိတာကိုကျမတို့မြင်နိုင်ပါတယ်ပေါ့နော်နောက်တစ်ခုကပုံဆောင်ချက်တွေပေါ့ပုံဆောင်ချက်တွေကဘာလဲဆိုတော့ spiritual realm မှာဆိုလို့ရှိရင်ဘုရားသခင်ကစကားပြောလို့ရှိရင်ပုံတွေနဲ့ပေါ့နော်ဟိုဥပမာဆိုပုံစံအမျိုးမျိုးပဲတခါလေဆိုလို့ရှိရင်ဝက်ဝွန်နေမြင်နိုင်တယ်တခါလေကြာရင်ကြောင်နေမြင်နိုင်တယ်တခါလေကြာရင်အမျိုးစုံပဲเนาะဟိုမကောင်းဆိုးဝါးတွေလည်းမြင်နိုင်တယ်ပေါ့နော်ပန်းတွေလည်းမြင်နိုင်တယ်လှပတဲ့ရှုခင်းတွေလည်းမြင်နိုင်တယ်ရေတွေလည်းမြင်နိုင်တယ်ပေါ့နော်ကျမဆိုရေတွေမြင်တဲ့ခါဆိုအဲ့ဒါတန်ရှင်းသောဝိညာဉ်တော်ကိုပုံဆောင်တယ်ပေါ့နော်တောင်တွေဟိုးတောင်ထိတ်မှာနော်အဲ့မှာဆိုလို့ရှိရင်သခင်ခရစ်တော်နဲ့သွားပြီးတော့တွေ့ဆုံပြီးတော့သခင်ခရစ်တော်နဲ့စကားပြောတာတို့ပေါ့နော်ဆိုတော့ relationship တိဆောက်တာတို့เนาะဘုရားသခင်ဖော်ပြမယ်နည်းနည်းတဲ့အရာတွေကိုလည်းကျမတို့ဖော်ပြနိုင်ပါတယ်လို့เนาะနောက်တစ်ခုကနှုတ်ကပတ်တော်အားဖြင့် prophet ပြုတယ်ပေါ့နော်ခုနကကျမပြောပြီးတဲ့ခေါက်ကเนาะနှုတ်ကပတ်တော်တွေကိုအသုံးပြုပြီးတော့ကျမဆိုလို့ရှိရင်ကဲဒီနှုတ်ကပတ်တော်ကိုသွားကြည့်လိုက်เนาะဖတ်လိုက်ဆိုတော့ကျမဖတ်လိုက်တယ်အဲ့ဒါတင်းအတွက်ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါဘုရားသခင်ကျမကိုပေးတဲ့ဂတိတော်ဖြစ်နေတာเนาะဆိုတော့အယမ်းပဲကိုက်ညီပါတယ်ပေါ့အော်ဘွေရထိုကဲ့သို့သောနီလန်းမျိုးနဲ့ဘုရားသခင်ကကျမတို့ကို prophet ကျမတို့လည်း prophet ပြုနိုင်တယ်ကျမတို့ကိုလည်းဖော်ပြနိုင်ပါတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီလက်ရှိအချိန်ဒီမှာအသင်းတော်မှာ54 ministry လုပ်ရမယ်ဖြစ်ပါတယ်ကျမတို့က3မျိုးပဲကျမတို့စုကျေးဇူးတွေကိုစု3မျိုး3မျိုးပဲတိဆောက်ထားတယ်ပေါ့နော်teaching ကဏ္ဍเนาะနောက်ပြီးတော့evangelizing ပေါ့နော် evangelizing နောက်ပြီးတော့pastoring ပေါ့နော်အဲ့3မျိုးပဲကျမတို့တိဆောက်ထားအသင်းတော်ကိုတိဆောက်ထားခြင်းပဲရှိပါသေးတယ်ကျန်တဲ့ apostolic နဲ့နော် prophetic ministry တွေကအလွန်မြင်အားနည်းပါသေးတယ်အသင်းတော်မှန်ရင်တော့54 ministry နဲ့တမန်တော်ခေတ်ကလူပဲပေါ့နော်တိဆောက်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီအရာစုကျေးဇူးတွေကဘုရားသခင်ပေးထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဘုရားသခင်ပေးတဲ့အရာကိုလိုချင်သောစိတ်ရှိရမယ်ဖြစ်ပါတယ်နော် pursue gifts နော် spiritual gifts လို့ဆိုတော့နှုတ်ကပတ်တော်ကျမ်းစာထဲမှာဖော်ပြထားပါတယ်ဒါကြောင့်မို့ကျမတို့ကpursue gift လုပ်ရမယ်သို့တော်လေအဲ့ pursue gifts ရဲ့မတိုင်ခင်မှာเนาะချစ်ချင်းမြတ်တာကိုမှီအောင်လိုက်ခိုင်းတယ်ပေါ့နော်အဲ့တော့အဓိကအရေးကြီးတာကဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာအပြည့်
ရရှိပြီးရင်ဒီစုကျေးဇူးတို့နဲ့ဘုရားသခင်ရဲ့အမှုတော်မြတ်မှာအလုံးလုံးတဲ့အခါမှာဘုရားသခင်အလိုတော်ရှိတဲ့အတိုင်းအကြံအစီတော်ရှိသည့်အတိုင်းကျမတို့ကိုလှုပ်ဆောင်တဲ့အခါမှာအံ့ဩဖွယ်ရာတမန်တော်ခေတ်ကလိုပဲเนาะအောင်မြင်မှုတွေရမယ်ဖြစ်ပါတယ်ကျမတို့ယခုကာလကနောက်ဆုံးသောကာလရဲ့နောက်ဆုံးကာလဖြစ်တဲ့အတွက်ကြောင့်မလို့เนาะဒီစုကျေးဇူးတွေကိုလိုပါတယ် later rain ပေါ့เนาะနောက်မိုးပေါ့ကျမတို့နောက်မိုးတွေရရှိတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ယုံကြည်သူရောက်စီတိုင်းကဒီစုကျေးဇူးတွေကိုလည်းဆာငတ်ပြီးတော့ဘုရားသခင်ရဲ့ဘုရားသခင်ထံတော်ပါမှာပေါ့နော်ဆာငတ်စွာတိုးဝင်ဆက်ကပ်ဆူတောင်းပြီးတော့မိမိကိုယ်ကိုဒီဆောက်ရမှာဖြစ်ပါတယ်ဒီစုကျေးဇူးတွေကကိုယ်မှာဘလို့စုကျေးဇူးတွေမျိုးစားကိုပေးထားလဲဆိုတာကိုဆူတောင်းအဖြေရှားမှာဖြစ်ပါတယ်လိုအပ်ရင်လိုအပ်တယ်လို့ဘုရားသခင်ကစုကျေးဇူးတွေကိုပေးမှာဖြစ်ပါတယ်ဒီယခုပထမပိုင်းကိုကျွန်မဒီစုကျေးဇူးတွေနဲ့ပတ်သက်လို့အနည်းငယ်ဖော်ပြလိုက်ပါတယ်ကြားနာရစီရောက်စီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ